ဒီချက်ချက်တော့ထုံးမြက်ကိုတော့အရန်နေဆွဲလန်းနေ Hello ဒီနေ့မှာတော့ Zoo ရဲ့ FYP မှာအပေါ်ဆွဲလဲချက်ချက်တော့ဂျူမြက်အောက်ဆွဲလဲချက်ချက်တော့ဂျူမြက်ဖြစ်နေရမို့လို့ဝယ်စားလိုက်ပါပြီရှင်ဘူးနဲ့ကြည့်တော့ကနဲတယ်လို့ထင်ထားတာပေါ့နော်အခုလိုမျိုးပကံနဲ့ဟိုထည့်လိုက်တဲ့အခါကျတော့ဒီလိုမျိုးအများကြီးပါပါတယ်ဆိုစကြည့်ပါမယ်အနက်လေးကလည်းမွေးနေတာပဲပေါ့နော်တရေတောင်ကြတယ်အရသာကလည်းတော်လေးကောင်းပါတယ်မလာအရသာထိထိမိမိလည်းရှိရဲပြီးတော့အရန်လည်းမဆက်ဘူးချက်ချောက်လေးတွေကလည်းနူးညံ့ပြီးတော့အိဆက်နေရဆိုတော့ဒီလိုမျိုးလေးထွေးထုတ်လိုက်အောင်ပဲပေါ့နော်သူရဲ့ချက်ချောက်ကအရင်ကြီးပြုတ်ပြင်းနေရမျိုးလည်းမဟုတ်ဘူးအနေတော်လေးပဲအစာပလာတွေကိုလည်းအများကြီးသုံးပေးထားပြီးတော့ချက်ချောက်ကလည်းတသေးလေးမဟုတ်ပဲအခုလိုမျိုးအကြီးတွေပေါ့နော်နောက်တစ်ခုသဘောကျတာကဒီချက်ချောက်လေးမှာခြေသေးတွေအရေးကိုနေကိုတေချာလေးတန့်စင်ပေးထားတာပါပြောနေအောင်စားချင်လာပြီပေါ့နော်တကယ်ကိုစားလို့ကောင်းတာသိလားဂျူးမြစ်လေးတွေကလည်းကျွတ်နေရပဲစားလို့ကောင်းချက်ပေါ့နော်ဘာလို့အခုလိုမျိုးလက်ဆက်နေရလဲဆိုတော့သူကဒီနေ့မှပြီးတော့ခါကြတော့မနေ့ပြန်မှလုတ်ပေးပြီးတော့ပို့ပေးတာပေါ့နော်အားကြောင့်မလို့တရက်တော့ကြိုပြီးတော့အော်ဒါတင်ထားရပါရဲ့ဇူးဝယ်ခဲ့တဲ့သတင်းကောင်းလေးကိုလည်းပြပြပါမယ်နော်အခုဒီ Chinese game မှာတစ်လလုံး 20% off နဲ့ဒီတပူးကို1000ခွဲကိုအခုဒီနိုဝင်ဘာလအတွင်းမှာဝယ်ရဆိုလို့ရှိရင်12000နဲ့ရမှာပေါ့နော်ဇူးကတော့တန်လို့2ပူးတောင်ဝယ်စားပြီးတော့ကြိုက်လို့လာပြပြရပါရှင်တခုကြိုပြီးတော့ပြောထားမယ်ပေါ့နော်စားရင်နဲ့အရန်ဆွဲပါတယ်စားရင်နဲ့ရက်ကိုမရက်ချင်ဘူးပေါ့နော်ဒါကတော့ဇူးမနေ့ကတနေ့ကုန်ထိုင်ထားတာဒါပဲကြံပါတော့တယ်ရှင်ဒါကတော့ဇူးဗီဒီယိုလေးနဲ့ပြချင်လို့မို့လို့လာပြရပါတော့ပါမယ်ဆိုလို့ရှိရင်မှာလို့ရအောင်လို့ဇူး TikTok account လေးကိုလည်း mention ပေးထားပါမယ်နော်သူ့စီမှာလက်ကားစေးလေးရှိပါရဲ့ရှင်ဆိုတော့ဒီနေ့ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲနော် See you in the next video bye bye